stock share ဈေးကွက် stock market ထဲမှာဈေးနှုန်းတွေအပြင်းအထန်ကျဆင်းသွားတဲ့နေ့တွေမျိုးဆိုရင်ကမ္ဘာသတင်းကောင်းစင်တွေမှာဒီနေ့တရက်ထဲနဲ့တင်မဲ့ဈေးကွက်ထဲကနေအမေရိကန်ဒေါ်လာဘီလီယံထရီလီယံချီပြီးတော့ wipe out ဖြစ်သွားပါပြီဒါမှမဟုတ်အရေးပြောအငွေ့ပြောပြီးတော့ပျောက်ကွယ်သွားပါပြီဆိုပြီးတော့မှ6ချားပွဲရာသတင်းကောင်းစင်တွေကိုရေးကြတာကိုတွေ့ဘူးမြင်ဘူးကြမှာပါမနေ့ကဆိုရင်ပဲဈေးကွက်ထဲမှာ stock ဈေးတွေကျတာများခဲ့ပါတယ် Nasdaq က400%ကျော်ကျပြီးတော့မှတစ်နှစ်ကျော်အတွင်းမှာအများဆုံးဈေးကျတဲ့နေ့ဖြစ်ခဲ့ပါတယ်S&P 500ဆိုရင်လည်း9ပတ်စက်တိုက်စံချိန်တင်ဈေးတက်ထားတာကနေပြီးတော့မှဒီတစ်ပတ်မှာဆက်ပြီးတော့မတက်တော့ဘဲနဲ့အကျဈေးနဲ့ပိတ်သွားပါပြီ AI boom နဲ့ earnings တွေကောင်းတာကြောင့်မလို့ဈေးအတက်များနေတာကနေပြီးတော့မှ pullback ကဝင်လာပါပြီကြားရတဲ့အကြောင်းတွေကိုကြည့်ရင်တော့အလောက်ကင်ဈေးကွက်အနေထားကောင်းပြီးတော့အတိုးနှုန်းကတက်လာနိုင်မဲ့အနေအထား rate hike possibility များလာလို့ဖြစ်ပါတယ်ဒါရင်မကအီရန်စစ်ပွဲကပေးတဲ့မရေရာမသေးကြမှုနဲ့နောက်ဆက်တွဲငွေကြေးဖောင်းပွားမှုတက်လာနိုင်ခြင်းကြောင့်လည်းဖြစ်ပါတယ်ဒီလိုအချိန်တွေမှာဆိုရင်သတင်းကောင်းစင်တွေသတင်းတွေထဲမှာ watch day တို့ wipe out တို့လိုသတင်းစာတမ်းတွေမြင်ကြရမှာပါဒီလိုသတင်းတွေကိုဖတ်လိုက်ရတယ်ဆိုလို့ရှိရင်ဘလို့ခံစားရနိုင်မလဲဆိုတော့ retail investor ယင်းနှမြုပ်နှံသူတွေအနေနဲ့ကတော့တကယ့်ကိုထိတ်လန့်စရာအကြောက်တရားကိုဖန်တီးပေးမဲ့သတင်းတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာလူတော်တော်များများဇဝေဇဝါဖြစ်ပြီးတော့မာယွင်းသွေးတော်မိတတ်တဲ့အချက်တစ်ခုရှိပါတယ်ဒေါ်လာထရီလီယံချီပြီးပျောက်သွားတယ်ဆိုတဲ့သတင်းစကားကအမှန်ပဲလားအဲ့ဒီပတ်စံတွေကတကယ်ပဲကမ္ဘာပေါ်ကနေပျောက်ကွယ်သွားတာလားဒါမှမဟုတ်တစုံတစ်ယောက်ရဲ့အိတ်ကတ်ထဲကိုရောက်ရှိသွားတာလားဆိုပြီးတော့မှဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုထဲမှာကတော့သတင်းတွေကကိုအမြဲတမ်း6လန့်နေတဲ့ trillions wipe out ဆိုတဲ့စကားလုံးရဲ့နောက်ကွယ်ကတကယ်အမှန်တရားပါလေဈေးကွက်ရဲ့အလုပ်ပုံလက်ဘက်ပုံတွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေဒီ channel ကနေပြီးတော့မှစော့ဈေးကွက် investing အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ် channel နဲ့အတူလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်wipe out ဆိုတာတကယ်တော့ဘာလဲပထမဆုံးသိထားရမှာကသတင်းတွေမှာသုံးနှုန်းတဲ့အသုံးနှုန်းဖြစ်တဲ့ wipe out ဒါမှမဟုတ်ရင်အငွေ့ပြန်ပျောက်ကွယ်သွားခြင်းဆိုတာတွေဟာတကယ်ရှိတဲ့ငွေသား cash တွေပျောက်ဆုံးသွားတာမဟုတ်ပါဘူးဒါဈေးကွက်ရဲ့စုစုပေါင်းတန်ဖိုးဖြစ်တဲ့ market capitalization ဈေးကွက်တန်ဖိုးလျော့ကျသွားတာကိုယဉ်ကျွန်းတာဖြစ်ပါတယ်ဒီယူအစကိုလူတိုင်းနားလည်နိုင်မဲ့ရိုးရှင်းတဲ့ဥပမာတစ်ခုနဲ့ရှင်းပြပေးခြင်းပါတယ်ကိုယ့်လက်ထဲမှာအရေးအသွေးကောင်းမွန်တဲ့ပန်းဒီတစ်လုံးရှိတယ်ဆိုပါစို့မနေ့တုန်းကဈေးကွက်ထဲကလူတစ်ယောက်ကကိုယ့်စီကနေပြီးတော့အဲ့ဒီပန်းဒီကိုမြန်မာငွေ1000ကျပ်ပေးပြီးတော့မှဝယ်ခြင်းခဲ့တယ်ဒါကြောင့်မနေ့ကရှိတဲ့ဒီပန်းဒီတစ်လုံးပိုင်ဆိုင်ခြင်းကြောင့်ရှိတဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာ1000ကျပ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဈေးကွက်ထဲကိုပန်းဒီတွေအများကြီးရောက်လာလို့ပန်းဒီတွေကဈေးပေါသွားတယ်ဒါကြောင့်နောက်ထပ်ဝယ်မဲ့သူတွေကကိုယ့်ရဲ့ပန်းဒီကိုတစ်လုံးကို800ကျပ်ပဲပေးဝယ်နိုင်တော့မယ်လို့ပြောလာတယ်အဲ့ဒီခါမှာကိုယ့်ရဲ့အိတ်ကတ်ထဲကနေငွေသား200ကျပ်ပျောက်ဆုံးသွားတာမျိုးမရှိပါဘူးကိုယ့်လက်ထဲမှာပန်းဒီကတော့တလုံးဆိုတော့သူ့အတိုင်းပဲပေါ့နော်ရှိနေစေဖြစ်ပါတယ်ပြောင်းလဲသွားတာလေးကတော့ကိုယ့်လက်ထဲမှာကျန်နေတဲ့ပန်းဒီရဲ့ဈေးကွက်ပေါက်ဈေး market value တာဖြစ်ပါတယ်ဒါကိုဘဏ္ဍာရေးလောကငွေကြေးလောကမှာ paper loss တို့မဟုတ်စီးရင်အရာအရှုံးလို့ခေါ်ပါတယ်ကို့အနေနဲ့အဲ့ဒီပန်းဒီကိုလက်ဝယ်ဆုပ်ကင်ထားနေတဲ့၍အရှုံးနဲ့ထုတ်မရောင်းတဲ့၍ကတော့တကယ်တမ်းပတ်စံရှုံးသွားတာမျိုးမဟုတ်သေးပါဘူး stock share ဈေးကွက်ရဲ့သဘောတရားဟာလည်းဒီအတိုင်းပဲအတိအကျဖြစ်ပါတယ်ဒါဆိုရင်ပျောက်သွားတဲ့ပတ်စံတွေကဘရုစီကိုရောက်သွားတာလေဒီဒုတိယမေကွန်ကတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါဆိုရင်သတင်းတွေကနေပြောတယ်ပျောက်သွားတဲ့ပတ်စံတွေဟာဘရုအိတ်ထောင်နဲ့ရောက်သွားတာလေတူတူနဲ့လိုရင်းကိုပြောရရင်တော့ဘရုစီကိုမှရောက်မသွားပါဘူးလူအများစုက stock ဈေးကွက်ကိုလောင်းကစားဝိုင်းတစ်ခုလိုမျိုးတစ်ဖက်ကနိုင်ရင်တစ်ဖက်ကရှုံးရမယ်ဆိုတဲ့ zero sum game လို့ထင်တတ်ကြပါတယ်တယောက်ကရှုံးရင်နောက်တစ်ယောက်ကအဲ့ဒီပတ်စံကိုရသွားမယ်လို့ပုံသေးယူဆထားကြတာပါဒါပေမဲ့အမှန်တကယ်မှာတော့ stock ဈေးကွက်ဟာ zero sum game မဟုတ်ပါဘူးဈေးကွက်ထဲကတန်ဖိုး value တွေဆိုတာဟာကိန်းဂဏန်းတွေအရာလေထဲမှာတင်ဖန်တီးလို့ရတယ်လို့လေထဲမှာတင်ပဲဖြတ်စီလိုက်လို့လည်းရပါတယ်ပိုပြီးမြင်တာအောင်နောက်ထပ်ဥပမာတစ်ခုလေးနဲ့ပြောပြပါရစေလူအယောက်100ဟာကုမ္ပဏီတစ်ခုရဲ့ share တွေကိုတစုကို$10စီနဲ့ဝယ်ထားတယ်ဆိုပါစို့ဒါဆိုရင်သူတို့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုဟာ$1000ရှိပါတယ်နောက်တစ်နေ့မနက်မှာအဲ့ဒီကုမ္ပဏီနဲ့ပတ်သက်တဲ့သတင်းစိုးတစ်ခုကထွက်လာတယ်အပြင်ကနေအစ်စ်ပေါ့နော် stock ကိုဝယ်မဲ့သူဟာ$10မပေးချင်တော့ဘူးမပေးနိုင်တော့ဘူး$8ပဲပေးတော့မယ်လို့ကမ်းလှမ်းလာပါတယ်ဒါဆိုရင်ဒီအချိန်မှာဝယ်လိုအားပေါ့နော်ဒီမန်ဟာကျသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီ share ရှင်အယောက်100လုံးရဲ့ share တန်ဖိုးစုစုပေါင်းဟာချက်ချင်း$8စီဖြစ်သွားပြီးတော့စုစုပေါင်းတန်ဖိုးကလည်း$1000ကနေ$800အထိကိုကျဆင်းသွားပါတယ်ပျောက်ဆုံးသွားတဲ့$200ဟာဘဒုအိတ်ကတ်ထဲကိုမှလွှဲပြောင်းရောက်ရှိသွားခြင်းတော့မရှိပါဘူးတန်ဖိုးမရှိခြင်းအဖြစ်လေထဲမှာတင်ပျောက်ကွယ်သွားတာဖြစ်ပါတယ်ဈေးကွက်ပြိုကျချိန်မှာဘဒုတွေကပတ်စံရပြီးဘဒုတွေကဆုံးရှုံးတာလေဒါဆိုရင်ဈေးကွက်ကျတဲ့အချိန်တွေမှာဘဒုတွေကအကျိုးအမြတ်ရသွားတာလေဈေးကွက်တစ်ခုလုံးဈေးတွေကျဆင်းနေပြီမဲ့အမြတ်ထွက်သွားတဲ့လူတွေကတော့အသေးချာပဲရှိပါတယ်သူတို့တွေကဈေးကွက်ကျမယ်လို့ကြိုတင်ခန့်မှန်းပြီးတော့ရောင်းချထားတဲ့ short seller တွေပဲဖြစ်ပါတယ်
ဒါပေမဲ့ဒီ short selling လုပ်ဖို့ဆိုတာလည်းအလွန်ခက်တဲ့အလုပ်ဖြစ်ပါတယ်နောက်ပြီးတော့ဈေးမကျခင်ကလေးကအမြင့်ဈေးနဲ့ပေါ့နော်အမြတ်တွေနဲ့ကြိုးပြီးတော့ရောင်းပြီးတော့ငွေသားအဖြစ်ပြောင်းထားတဲ့ cash ကိုလက်ထဲထားတဲ့ပါနက်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကလည်းငွေသားအစစ်မှန်တွေရှိနေပါတယ်အဲ့ဒီငွေသားကတော့တန်ဖိုးငွေသားအပြင်ညော့သွားခြင်းတော့မရှိပါဘူးနောက်တစ်ချက်ကတော့ဘသူကတကယ်ဆုံးရှုံးသွားတာလဲအဖေကတော့ရှင်းပါတယ်ဈေးကွက်ထဲမှာပဲနစ်ဖြစ်ပြီးတော့ကြောက်လန့်တကြားနဲ့ဈေးအကျဆုံးအချိန်တွေမှာအရှုံးခံပြီးရောင်းပစ်လိုက်တဲ့ပဲနစ် selling လုပ်တဲ့ယင်းနှိမ့်ညွန့်နှံသူတွေပဲရှုံးကြတာဖြစ်ပါတယ်တမိုင်းကြောင်းအရာပြန်ကြည့်ရဆိုရင် S&P 500 Index လိုမျိုးရေရှည်မှာအမြဲတမ်းဈေးနှုန်းဥတည်ချက်အပေါ်ကိုပဲဥတည်နေတဲ့ positive drifting asset တွေဟာကမ္ဘာစီးပွားရေးအကျက်အတဲတွေကြောင့်ဈေးကျသွားတတ်ပေမဲ့အနေနဲ့အမြန်ဆိုသလိုမလွဲမသွေပြန်ဥပေါ်လာပြီးတော့ recover ဖြစ်လေ့ရှိပါတယ်ဒါကိုတဘောမပေါက်ဘဲနဲ့အကြောက်တရားကြောင့်သတင်းကောင်းတွင်တွေကြောင့်ရောင်းချလိုက်ရင်တော့ကိုယ့်ရဲ့စရင်အရာအရှုံး paper loss တွေဟာလက်တွေ့အရှုံး real loss တွေအဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်လူတချို့ဟာကြောက်လန့်ပြီးအရှုံးနဲ့ရောင်းချနေတဲ့အချိန်မှာဈေးကွက်တဘောတရားကိုနားလည်တဲ့ဝါရင်ရင်းနှီးမြှုပ်နှံသူ investor တွေကတော့စိတ်အေးနဲ့ထားပြီးတော့မှ paper loss တွေကိုကြံ့ကြံ့ခံပါတယ်ဈေးကျလာလို့ short ဈေးနဲ့ဖြစ်လာတဲ့ stock တွေကိုဈေးပေါပေါနဲ့တိမ်ကျုံဝယ်ယူလေ့ရှိပြီးတော့ဈေးကွက်ပြန်တက်တဲ့အခါမှာအမြင့်အစွန်းပိုများစွာကိုတိမ်ပိုက်သွားကြတာဖြစ်ပါတယ်မီဒီယာတွေရဲ့ထောင်ချောင်းနဲ့ရေရှင်မြင်းနှီးမြုပ်နှံသူတို့ရှိတဲ့မဟာဗျူဟာဒါဆိုရင်သတင်းကောင်းစင်တွေကဘာဖြစ်လို့ wipe out ဆိုတဲ့စကားလုံးကိုပဲထပ်တလဲလဲသုံးနေကြတာလဲအကြောင်းရင်းကတော့ရိုးရှင်းပါတယ်လူတွေရဲ့စိတ်ဝင်စားမှုကိုအမြင့်ဆုံးဆွဲဆောင်နိုင်ဖို့နဲ့ပို့ပြီးတော့ dramatic ဖြစ်အောင်ရုပ်ရှင်ဆန်ဆန်စိတ်လှုပ်ရှားမှုဖြစ်အောင်ဖန်တီးကြင်ကြလို့ပဲဖြစ်ပါတယ်လူတွေကအကြောင်းရင်းထိတ်လန့်စရာသတင်းတွေနဲ့သတင်းစိုးတွေကိုပို့ပြီးတော့မှကလစ်နိတ်ဝင်ပြီးတော့မှဖတ်ရှုတက်ချတဲ့တဘာဝရှိလို့ပဲဖြစ်ပါတယ်တကယ်တမ်း stock ဈေးကွက်ကြီးဟာပြိုကျတယ်ဆိုတာယင်းနှိမ့်မြုပ်နှံသူတွေရဲ့ပိုင်ဆိုင်မှုတန်ဖိုး portfolio value ဟာဈေးကွက်ရဲ့ခေတ်သားခဏပေါက်ဈေးအရာနည်းသွားတာကိုဒါဆိုလိုတာဖြစ်ပါတယ် stock share ဈေးကွက်ဆိုတာအများပြည်သူရဲ့ယုံကြည်မှုအပေါ်မှာအခြေခံပြီးတည်ဆောက်ထားတာဖြစ်ပါတယ်ဒါကြောင့်စီးပွားရေးမရေရာမတေချာမှုတွေရှိတယ်ယုံကြည်မှုတွေရော့နေသွားတယ်ဆိုလို့ရှိရင်တန်ဖိုးတွေဟာလေထဲမှာတင်ခဏတာပြောက်ကွယ်သွားတတ်ပါတယ်ဒါပေမဲ့ကိုက S&P 500 လို့ American Stock ဈေးကွက်ရဲ့အကောင်းဆုံးကုမ္ပဏီကြီး900စုစည်းထားတဲ့ Index ETF တွေမှာဖြစ်စေဒါမှမဟုတ်အရေးအသွေးမြင့်တဲ့ quality stock တွေမှာပဲဖြစ်စေရေရှည်အတွက်ရည်ရွယ်ပြီးတော့မှစနစ်တကျရင်းနှီးမြှုပ်နှံထားတဲ့သူဖြစ်တယ်ဆိုရင်တော့ဒီလိုသတင်းစိုးတွေ dramatic ဆန်တဲ့သတင်းကောင်းစင်တွေကြောင့်စိတ်လှုပ်ရှားကြောက်စိတ်ဝင်ပြီးတော့အရှုံးခံပြီးတော့ထုတ်ရောင်းဖို့တော့မလိုပါဘူးဈေးကွက်ရဲ့အသက်အကျဆိုတာတဘာဝဖြစ်စင်တာဖြစ်ပါတယ်သတင်းတွေကကိုကြောက်လန့်အောင်ခြောက်လန့်နေပါစေဈေးကွက်ရဲ့တဘောတရားနဲ့အလုပ်လုပ်ပုံကိုနားလည်ထားတဲ့သူတွေအတွက်ကတော့နောက်မှာပိုင်ဆိုင်မှုတွေတိုးပွားလာဖို့ stock တွေကို short ဈေးနဲ့ထပ်မံပြီးတော့ဝယ်ယူနိုင်မဲ့အခွင့်အရေးကောင်းနေတာဖြစ်ပါတယ်အကြောက်တရားရဲ့နောက်ွယ်ကကဲကဲနဲ့အမှတ်အသားတွေကိုမြင်အောင်ကြည့်သင့်ပါတယ်ခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ဒီအယူအဆပေါ့နော်မားတက်တဲ့ဒီဈေးကွက်ထဲမှာ trillion dollar ပျောက်သွားတယ်ဆိုတဲ့သတင်းကောင်းတင်နဲ့ပတ်သက်ပြီးတော့မှဘလို့တဘောတရားလဲဘာကြောင့်လဲငွေတွေဟာတကယ်ဆုံးရှုံးသွားတာလားဒီလိုမျိုးဈေးကျတဲ့အချိန်တွေမှာဘာတွေလုပ်နိုင်မလဲဘာတွေမလုပ်သင့်ဘူးဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အနေငယ်ဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ် like ကိုနှိပ်ပြီး channel ကိုအားပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ် stock ဈေးကွက်ကနေကြိုးမြတ်ကောင်းတွေရနိုင်ကြပါစေနောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆုံကြပါစို့